Hello မင်္ဂလာပါဒီ file ထဲမှာဒီလိုမျိုး Excel ရဲ့ sequence တွေထဲမှာနာမည်ရိုက်ထည့်လိုက်မယ်ဆိုရင်ပေါ့နော် auto number ပြတဲ့ဟာလေးသွားပါမယ်လောလောဆယ်ဒါလေးကိုဖြတ်ပြီးတော့မှနာမည်လေးနည်းနည်းအသေးရိုက်ထည့်လိုက်မယ်ပေါ့နော်အခုနာမည်တွေဖြတ်လိုက်ရင်ဒီဘက်မှာဘာနံပါတ်မှရှိမနေတော့ဘူးပေါ့နော်ဆိုတော့နာမည်တွေစရိုက်လိုက်မယ်အဲ့လိုဆိုရင် auto number လေးပေါ်လာပါပေါ့နော်ဆိုတော့တကွက်ကြော်ပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင်ဆိုတော့အဲ့ကြော်သွားတဲ့အကွက်မှာတော့မရှိဘူးဒီလိုမျိုးလေးရလာဆိုတော့ဒီလို auto number လေးထည့်သွားတဲ့ပုံစံလေးပြောပြမှာပါအဲ့လိုဆိုတော့ဘယ်လို formula တွေသုံးသွားမှာလဲဆိုတော့ count a နဲ့ if function ကိုသုံးသွားပါမယ်အခုအားလုံးကိုဖြတ်လိုက်မယ်ပေါ့နော်ဆိုတော့ညီမြချင်းဆိုတော့ဒီသူက count a ဆိုပြီးရေတွက်တဲ့ပုံစံနဲ့သွားမှာပေါ့ count count a တော့ b column ကနေပြီးတော့ b ရဲ့ 6 ပေါ့နော်ဒီမှာ selection ပေးရခတ်တာ selection ပေးဖို့ခတ်နေတာမို့လို့b sequence ကိုမကျဲတော့ဘဲနဲ့ကိုပေါင်းရိုက်ထည့်လိုက်တယ်ပေါ့နော်ဆိုတော့ b6 ပေါ့တခွက်ချင်းစီတိုးပြီးရေတွက်သွားတဲ့ပုံစံမျိုးသွားမှာမို့လို့ cell range ကဒီ name တွေအကုန်လုံး selection မပေးဘဲနဲ့ b6 ဆိုပြီးတော့ပဲထားလိုက်တယ်ပြီးတော့ဒီ share တစ်ခုကိုဒီရွေးမလား constant ထားလိုက်တယ်ပေါ့နော်ဆိုတော့ enter ဆိုလို့ရှိရင်အခုက0ဆိုပြီးရလာမယ်ဆိုတော့ဘာလို့0ရလဲဆိုတော့ဘာအမရှိမနေသေးတဲ့အတွက်ကြောင့်မလို့0ရတာပေါ့နော်ဒီဟာကိုဆွဲချလိုက်မယ်ဆိုလို့ရှိရင်သူကတစ်တီးပဲရနေရပေါ့အဲဆိုတော့နောက်ထပ်တစ်ခုလိုက်ရိုက်ထည့်ကြည့်မယ်ဒါဆိုလို့ရှိရင်နှစ်တော့ပြောင်းသွားတယ်ဒါပေမဲ့ဒီမှာနာမည်ရှိမနေလဲသူကနေပြီးတော့ဒီမှာအရေးအတွက်ဘယ်နှခုရှိလဲဆိုတာကိုပြပေးနေရမျိုးပေါ့နော်ဒီလိုပုံစံမရချင်ဘူးတော့ဘာမှရှိမနေဘူးနာမည်ဘာမဲမှရိုက်မထည့်ထားဘူးဆိုရင်ဒီကွက်ထဲမှာဘာမှရှိမနေစေချင်ဘူးပေါ့နာမည်ရိုက်ထည့်လိုက်မှသူ့ရဲ့ရှေ့မှာအမှတ်စဉ်လာတက်တာမျိုးဖြစ်စေချင်တာเนาะအဲ့ခါကျတော့ဒီသူ့ရဲ့ auto count လုပ်တဲ့ရေတွက်တဲ့နံပါတ်ကိုထည့်မယ်ဘယ်ချိန်မှာထည့်မှာလဲဆိုရင်ဒီဘက်အချမ်းမှာနာမည်ရှိတဲ့အချိန်မှာ auto ရေတွက်ပြီးတော့နံပါတ်စဉ်ကိုထည့်မယ်ဒီဘက်ဒီ sequence ထဲမှာဘာ data မှမရှိတဲ့အခါမှာဘာမှရိုက်မထည့်ဘာမှလာမပြစေချင်ဘူးပေါ့နော်ဆိုတော့အဲ့လိုဆိုတော့ဒီ auto ရလာတဲ့ count ရဲ့ result ကိုဘယ်ချိန်ဒီလို count ရေတွက်တာမျိုးဘယ်ချိန်မှာလုံးမှာလဲဆိုတော့ဒီဘက်က name ဆိုတဲ့ sequence မှာနာမည်တစ်ခုခုရိုက်ထည့်ထားရင်ဒီ count a ဆိုပြီးရေတွက်တဲ့ကိစ္စကိုလုပ်မယ်တကယ်လို့ဘာမှရှိမနေဘူးဆိုလို့ရှိရင်တော့ဒီ count a ဆိုတဲ့ formula ရေတွက်တဲ့ formula မလုပ်စေချင်ဘူးပေါ့နော်အဲ့ဆိုတော့ b6 ဆိုတဲ့ sequence ထဲမှာ equal to blank ပေါ့ဘာမှရှိမနေဘူးဆိုလို့ရှိရင်ဘာမှရှိမနေတဲ့အဖြေတစ်ခုပဲပေးလိုက်မယ်ပေါ့ဒီမှာ is blank formula ကိုသုံးလိုက်ရပါတယ်เนาะအဲ့လိုလေးပေးပြီးတော့မှပိတ်လိုက်မယ်ဆိုတော့ပြီးရင်ဆွဲချလိုက်ပါမယ်ဒီလိုပုံစံမျိုးမှာဆိုလို့ရှိရင်တော့ပေါ်မလာတော့ဘူးပေါ့နော်ဒီလိုလေးဖြစ်သွားပါမယ်ဆိုတော့ဒီမှာနာမည်စင်းနေဒါမဟုတ်ဘူးဒီဘက်မှာမှားပြီးတော့ဒီမှာထည့်လိုက်မယ်ဆိုတော့ဒါကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင်လည်းနံပါတ်ကတော့ auto ပြောင်းနေမှာပေါ့နော်ဆိုတော့ဒီဘက်မှာထည့်ရင်လည်းထည့်တယ်လို့မျိုးပေါ့ဒါက auto number ပုံဒီဘက်ကအကြောင်းအရာနာမည်ရိုက်ထည့်လိုက်တာနဲ့ဟိုဘက်မှာအရှိဘက်မှာ auto number ပြတဲ့ပုံစံလေးကိုတွက်ပြသွားတာပါကျေးဇူးတင်ပါတယ်နောက်ထပ် file တွေနောက်ထပ်အစ်တင်မဲ့ file တွေမှာလည်းနည်းနည်းလေးနဲ့အကျိုးရှိမဲ့တခြားအကြောင်းအရာတွေအများကြီးတင်ပေးသွားမှာမလို့စောင့်ပြီးလေ့လာကြည့်ပါနော်